စီကမရှိမကြိုက်ဘူးကိုစီပါ ကိုကလိုင်း အနမားသားရဲ့နော် ကိုကလိုင်းမတော်ဖြစ် ဟောကိုကလိုင်း ဟေးဒါရဲ့အဖနာကိုဘယ်သူမားစီပါလဲ ကိုကလိုင်း ကမတော် ဟောအဲ့တော့ကျွန်တော် ဖနာမတော်ဖြစ်နေတော့ ကိုကလိုင်းအိုးဒုက္ခပဲဗျာ မငွေသိဖနာမားပါလား မကိုထုံထုံမပြောင်းနေထဲထဲခဏဝင်နော်ထဲထဲခဏဝင် ဘာဖြစ်လို့လဲ ဟိုဒီမှာကျွန်တော်အလုပ်လုပ်နေတယ်ဗျာ ဖြစ်လို့လေငါဖနာမားသွားလို့ပြောမယ် ဖတ်အဲ့တော့မေးထားလိုက်စမ်းပါထဲထဲမှာသွားနေစမ်းပါကျွန်တော်ခေါ်မထွက်လာစမ်းပါသွား ဘာဖြစ်လို့လဲလို့ဘာဖြစ်လို့ ခင်ဗျာဒိတ်ပဲမရှိတော် မလို့လေဘာဖြစ်လို့ငါဒီမှာဖနာမားသွားလို့ တော်ပြီလို့ခင်ဗျာဒိတ်ပဲမရှိတာလာလုပ်တယ်ကျွန်တော် တန်းရှင်းလာပြန်လဲပေးနော် ဟောအဲ့တော့ပဲပြောနေတာ ဘာလဲလို့ တော်ပြီဗျာခင်ဗျာနဲ့လုံးတော့တော့တိတ်စိတ်မပြေ ဘာဖြစ်လို့လဲ ဘာဖြစ်လို့လဲမလုပ်တယ်ကျွန်တော်ကအခုပြက်လုံးပြက်နေတာဗျ ပြက်လုံးဘာပြက်လုံး အဲ့ဒါကျွန်တော်ပြက်လုံးဗျ ဒီဖနာကပြက်လုံး ဟော ဘယ်လိုပြက်မှာလဲ ဒီမှာကျွန်တော်ပတ်ဆိုင်လေးတစ်လုံးကောက်ရထားပါတယ်ဒီမှာကားတော့လားဆိုင်ငယ်တော့လားဘာတော့လဲတော့ကျွန်တော်မသိဘူးဒီထဲမှာမှတ်ပုတ်လေးပါတယ်နာမည်လေးကတော့မလာမြင်မဲ့ဖြစ်ပါတယ်တွေ့တဲ့အခါကျရင်ကျွန်တော်တို့လာပြီးတော့စုံစမ်းပြီးယူသွားလို့ရပါအဲ့မှာခလေးစီဖက်နဲ့တည်းလေကျွန်တော်ကောက်ရထားပါသေးတယ်ခလေးတွေလည်းဟိုလမ်းသွားတာအန်ဒီမြန်မှာတို့အဲ့ခလေးစီဖက်နဲ့ကဆိုရင်ဖြစ်ဆိုဒီမှာကြာဒီမှာပါဗျာဩဒီလိုသွားမယ် ဩတော့ဟောဒီသွားကြီးရမှာ မနောက်နဲ့လို့ကျွန်တော်အထီပြောနေတာ ဟုတ်လေဒါကြီးကိုမင်းကဖက်နှက်ကိုကြီး ကဲဒီဖက်နဲ့ကခလေးစီဖက်နဲ့ဆိုတာကိုလူတွေထင်မလား ဒါကြီးကကလေးစီဖက်နှက်နဲ့မှမတူပဲ အေးမတူမပြက်လုံးမဲ့ရီမှာဗောဗျာခင်ဗျာလေတိတ်ပဲပြီတော်မသိဘူးလေမင်းကဒါကြီးကိုပြက်လုံးလုံးမယ်လို့တော့ငါပဲထင်မလဲ ပြက်လုံးမလို့ဒီဖက်နဲ့ထားတာဗောဗျာခလေးစီဖက်နဲ့ဆိုတော့ကျွန်တော်အစ်စ်ထားမှာဗောဗျာခင်ဗျာ ကဲမေကြီးကင်မရာမန်နဲ့မေကြီးဒါကလေးစီဖက်နှက်နဲ့တူလာခဲ့ပြော အေးမတူဘူးမတူ တွင်ပါပဲလေကဲမတူငါမသိဘူးလေ ရပြီကိုခင်လဲရပြီကျွန်တော်တော် တွက်လဲငါတကယ်မသိရမင်းအဲ့ဒါစိတ်မဆိုးပါနဲ့မင်းကတပွဲတည်းတူတူကလာတာကွာ ပွဲတူတူပဲကကပါလူကျွန်တော်ချင်းချင်းပဲဗျာ မဟုတ်ငါအဲ့ငါတကယ်မသိတာမတွက်လက်တက်လက်ညီငါတကယ်တောင်းမှန်းတယ်ဒါကြီးတော့ငါဖက်နှက်ကလေးစီဖက်နှက်လို့ပြောမယ်ငါမထင်လို့လေငါ မထင်းစီဒါလေးကိုပြမှဒီလိုရီးမယ်လေဒါကြီးပါခလေးစီဖက်နဲ့ကဒါလေးပါဗျာအဲ့ကျမပြီးတဲ့ဟိုဒီလိုလာမယ်ဗျာ ဟုတ်ပြီပြန်လုံးဆိုဒရီမန်လေးမန်ကြီးတယ်ပြန်ပြက် သတင်းမလေးမရေးလိုက်ဒါကြီးကပေါ့နေပြီကျွန်တော်ဘယ်လိုပြတ်မလဲဗျာ ငါဖွက်ထားလိုက်မယ်မင်းကလေခါချထိုးထားလိုက်ပြောက် ခါကြထိုးရင်လေဒီလိုလေးလဲ့ထားလေ တင်းတာဖွက်ထားလိုက်မယ်ကွာ ဟာပြက်လုံးပြက်လာတယ်ဘယ်လိုငါ့ကိုနောက်ချက်နေသလိုပဲကွာငါတော်တင်းတယ်ကွာငါ ဒရီမန်လေးမန်ကြီးတယ်ပြန်ပြက် ပြောကျွန်တော်တခုလောက်ကျင်ညာစရာရှိပါတယ်ဗျာဘာလဲဆိုတော့ကျွန်တော်ပတ်စံလေးတစ်လုံးဟိုက်မ ခဏနေဦးဟေ့မင်းကကြိုမရှိနေသူကတော်လီကဒီမှာပစံကြီးကဒီမှာခလီစီဖက်ကဒီမှာ